ဘူးဖျားဟာပကံမြူဟောင်းရဲ့မြောက်ဖက်အေယာရီမြေကမ်းဘေးမှာတည်ရှိပါတယ်။ဘူးဖျားဟာရှေးဟောင်းပြူစေရီပထိုးတွေဖြစ်တဲ့ဘောဘောကြီးဖျားကြီးဖျားမှာစတဲ့ပုံသဏ္ဍာန်ရှိပြီးပြူစေရီရဲ့အထုပ်ပတ်တီအကြောင်းအရာတွေနဲ့လည်းဆက်ဆက်လျက်ရှိတယ်လို့လေ့လာမှတ်သားရပါတယ်။ဘူးဖျားဟာအေယာရီမြေကမ်းတစ်ဘေးမှာတည်ရှိရမှုမြင့်ရည်တိုက်စားမှုတန်းကိုအကြိမ်ကြိမ်ခံခဲ့ရပါတယ်။1985ခုနှစ်မှာတော့ဇီရီယောတစုလုံးမြစ်ထဲကိုပြိုကျပျက်စီးခဲ့ရလို့1988ခုနှစ်မှာအသစ်တဖန်ပြန်လည်တည်ထားကိုခဲ့တာဖြစ်ပါတယ်။ရှေးအခါကဘူးဖျားအနီးမှာတစ်သားပြတ်တဲ့နဲ့ရွှေတစောင်းတွေရှိခဲ့ပေမဲ့အခုတော့အုပ်အဆောက်အဦတွေအဖြစ်ပြောင်းလဲသွားပြီးဖြစ်တာကိုလည်းတွေ့မြင်ကြရမှာဖြစ်ပါတယ်။ကျက်ပေါက်လားမရမ်းလား โอเคအင်ကြီးလေးညီးတယ်ဗျာဒီကတော့